အားလုံးပဲမင်္ဂလာပါရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကျွန်မကတော့လက္ခဏာဆရာမဒေါ်အေးမြဆန်ဖြစ်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့လက္ခဏာပညာမှာလမ်းကြောင်းများစွာရှိတဲ့အနက်ကထင်ရှားတဲ့အသက်လမ်းကြောင်းအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အသက်လမ်းကြောင်းဆိုတာဘယ်နေရာကစပြီးဘယ်နေရာမှာဆုံးတယ်လဲဆိုရင်လက်ညှိုးနဲ့လက်မကြားကစပြီးလက်ကဝိဘတ်ကိုဆင်းသွားတဲ့လမ်းကိုခေါ်ပါတယ်အဲ့တော့လက်ကဝိဘတ်မှာဆုံးတယ်ပေါ့နော်အဲ့တော့သူ့ကိုလက်မပတ်လမ်းလို့လည်းခေါ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဒီအသက်လမ်းကြောင်းဟာလက်မကိုပတ်ပြီးတော့ဆင်းတဲ့လမ်းကြောင်းဖြစ်လို့သူ့ကိုလက်မပတ်လမ်းလို့လည်းခေါ်ပါတယ်အဲ့တော့ဒီလမ်းကြောင်းဒီအသက်လမ်းကြောင်းကိုလေ့လာတဲ့အခါမှာကျမတို့အချက်များစွာသိရမယ်ပေါ့နော်အဲ့တော့ဘလို့အချက်တွေသိရမလဲဆိုရင်ဒီအသက်လမ်းကြောင်းကိုကြည့်ပြီးတော့ကျန်းမာရေးကောင်းမကောင်းလဲသိရမယ်အသက်ရှည်မရှည်ဆိုတာလည်းကျွန်တော်တို့သိနိုင်တယ်ဒါကခရီးတွေသွားရမလားခရီးမသွားရဘူးလားခရီးအနည်းအများတွေပေါ့နော်ဒါတွေလည်းသိရမယ်ဒါကမွေးရမြေနဲ့အကျိုးပေးမပေးနော်ဒီလူကမွေးရမြေနဲ့အကျိုးပေးမှလားမွေးရမြေနဲ့အကျိုးမပေးဘူးလားမွေးရမြေမဟုတ်တဲ့နေရာဒေသတွေနဲ့မှအကျိုးပေးမဲ့လူလားဒီလိုတွေလည်းသိရတယ်လို့အဲ့တော့လူဘဝမှာတက်တောင့်တက်တာနဲ့သူဘဝကိုဖြတ်တန်းရမလားအဲ့တော့ပင်ပန်းနဲ့ဖြတ်တန်းရမလားဆိုတာတွေကိုလည်းဒီ live line ကနေကျွန်တော်အသက်လမ်းကြောင်းကနေသိနိုင်ပါတယ်ဒါကဒီမိသားစုပေါ့နော်မိသားစုဆိုတဲ့နေရာမှာကျွန်တော်ဒါသားသမီးပေါ့နော်သားသမီးအကျိုးခံစားရခြင်းရှိမရှိပေါ့ဒါတွေလည်းသိရတယ်လို့အဲ့တော့လူခန္ဓာကိုပိန်ရင်းဝါခြင်းတွေကိုလည်းဒီအသက်လမ်းကြောင်းကနေသိရှိရမှာဖြစ်ပါတယ်ဒါကကျွန်တော်အသက်သေဆုံးတဲ့အခါမှာလည်းပဲကျွန်တော်တို့ဒီသူ့ရဲ့သေဆုံးမဲ့နေရက်ပေါ့နော်ဒီလိုနေရာပေါ့နော်နေရာအတိအကျမဟုတ်တော့ကြမ်းပြင်းလေးကျွန်တော်သိရမယ်အဲ့တော့မွေးရမြေမှာလားမွေးရမြေမဟုတ်တဲ့နေရာဒေသမှာလားမွေးရမြေနဲ့မနီးမဝေးမှာလားစသဖြင့်ပေါ့နော်ဒီလိုလေးတွေသိရတယ်လို့အဲ့တော့သေဆုံးတဲ့အခါမှာကျွန်တော်နောက်တစ်ချက်သိနိုင်တာကသိလို့ရမှာကအဲ့တော့သူ့မှာအဲ့တော့ယောဂဝေဒနာတွေနော်ခံစားရခြင်းရှိမရှိဒီလိုလေးတွေကိုလည်းကျွန်တော်တို့သိသွားရမှာဖြစ်ပါတယ်သိနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီအသက်လမ်းကြောင်းကိုကျွန်တော်တို့လေ့လာတဲ့အခါမှာလမ်းကြောင်းရဲ့ကျွန်တော်တို့သဘောတဘာဝတွေကိုပထမဆုံးပေါ့နော်နားလည်ရမယ်ပေါ့နော်အဲ့တော့နားလည်ရမယ်အဲ့တော့လမ်းကြောင်းရဲ့သဘောတဘာဝကြောင့်အသက်လမ်းကြောင်းမှမဟုတ်ပါဘူးတခြားကျွန်တော်လက္ခဏာပေါ်မှာပေါ်တဲ့ပေါ့နော်လမ်းကြောင်းတွေရဲ့သဘောတဘာဝတွေဟာသူကဘလို့သဘောတဘာဝတွေရှိတယ်လဲဆိုရင်အဲ့တော့လမ်းကြောင်းကျွန်တော်တို့ဒီလမ်းကြောင်းကထူတဲ့အနေအထားမှာရှိတယ်ဆိုရင်လမ်းကြောင်းထူတယ်ဆိုရင်ဒါသူကလွန်ကဲတဲ့သဘောမှာပြတယ်ပေါ့နော်အဲ့တော့လမ်းကြောင်းကမှေးမိန်နေဆိုရင်